No back ကျွန်တော်တို့ဒီ3ရောက်ပြရတယ်ဒီနောက်မှချင်းနေခဲ့တဲ့ brother တွေဖြစ်တဲ့ကျွန်တော်တို့ no ဘူးစတင်ပြီးကျွန်တော်တို့ gun တန်တွေကို prefire ပေးထားခဲ့တယ်ကဲဆိုတော့ကျွန်တော်တို့ taste street ခဏကျွန်တော်ဒီအားလေးခဏကြည့်နေအောင်မယ်နော်ဒါလေးခဏကြည့်တော့မယ်ခဏလေးပါနော် save ဆိုနေဒါလေးပြီးရင်ကျွန်တော်ကြည့်ပြီးတယ်ခဏလေးဆိုတော့ကျွန်တော်တို့ကတော့ no ဘူးရဲ့ prefire aim ကိုကြည့်ရမယ်ကဲဆိုတော့ no ဘူး position တစ်ခုအနေနဲ့ကျွန်တော်တို့ကြည့်ချူထားမယ်ဆိုရင်တော့ကျွန်တော်တို့ T3 ကတယောက်ကိုတော့ knock တော့ပေးထားနိုင်ခဲ့တယ်ဆိုရင်ဒီထားတစ်ခုမှဆိုရင်တော့ဖြစ်အပါပါတခါလဲခေါ်ဖို့တာတော့ no ဘူးတက်တော့လာခဲ့ပါပြီကဲ no ဘူးလေးအနေနဲ့ဆိုရင်တော့ဘေးနောက်မှာရှိနေခဲ့တယ်ကျွန်တော်တို့ KTV ကိုတော့ပြောက်တော့မယ်ဗျာနော်ဟိုတွေ့ရင်ပြစ်လိုက်တော့လေသားကြီးအပါခေါ်လိုက်လေသူတကယ်ချင်းလာကဲတော့မယ်လေအေးဟုတ်တယ်တကယ်ချင်းပြစ်လိုက်တော့ no ဘူးလုံးလိုက်တော့လုံးပါပြည့်မယ်ရေကိုကွာ no ဘူးနောက်တစ်ယောက်ကြံသေးတယ်ဆိုတော့ကျွန်တော် no ဘူးနေနေဆိုရင်တော့ကျွန်တော်3 versus 1ကိုကြုတ်နေတာနော်ချောသွားပြီနောက်ကနေသူတကယ်ကြီးပျောက်သွားတာနော်ဟုတ်တယ်ဘေး no ဘူးကပြစ်မလို့မပြစ်မလို့နဲ့စက်တန်တန်ကြီးလို့